စာတန်းတွေအဲ့ဒါတွေကအရေးကြီးရပေါ့နော်အဲ့ဒါတွေပြင်ဆင်ခဲ့ရတယ်ပြီးတော့ Australia lawyer ကိုဆက်သွယ်ခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်သူနဲ့ consultation တွေယူခဲ့တယ်အောက်ကန်းလည်းမြန်ဆန်နဲ့ရရှိခဲ့ပါတယ် assessment positive အောက်ကန်းရပြီးတဲ့နောက်မှာ waiver နဲ့ဆက်သွားဖို့အစီအစဉ်ရှိရပေါ့နော်ဟုတ်ပြင်ဆင်ရတော့တော်တော်များများတော့ပြင်ဆင်ရပါပေါ့နော်ဥပမာပြောရရင် document တွေလိုအပ်တဲ့ checklist တွေစာရွက်စာတမ်းတွေအဲ့ဒါတွေကအရေးကြီးရပေါ့နော်ဟုတ်အခုကျွန်တော် scale migration visa 6ဖို့ပြင်ဆင်နေပါပြီပေါ့နော်အခု scale assessment positive အောက်ကရပြီးတဲ့နောက်မှာ waiver နဲ့ဆက်သွားဖို့အစီအစဉ်ရှိရပေါ့နော်ဟုတ် waiver ကိုပထမဆုံးစသိတာကျွန်တော် social media ပေါ့နော်အထူးသဖြင့်ဒီ Facebook မှာပေါ့ waiver ကAustralia lawyer ကိုဆက်သွယ်ခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်သူနဲ့ consultation တွေယူခဲ့တယ်ပြီးရင်တခြားအကြံဉာဏ်တွေလည်းအများကြီးယူခဲ့တယ်ပေါ့နော်အခုကျွန်တော်ရဲ့ point နဲ့ဆိုရင်ကျွန်တော်491 Scale World Regional Visa 491 6ဖို့အတွက်ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပို့ပြီးတော့ chance များတဲ့အတွက်ကျွန်တော် Scale World Regional Visa Subclass 491 6ဖို့အခု waiver နဲ့ပြင်ဆင်လိုရတယ်